ဆိုတာရင်ထဲမှာရှိရတယ်သူမင်းနဲ့ပတ်သက်ချင်တာလည်းမသိပါတယ်ရဲ့ချစ်ရင်ပြန်လာမှာပေါ့ငယ်ချင်းရဲ့ဒီဘာစိတ်ချမ်းသာရင်မင်းလည်းကိုယ်တော့ရပါတယ်ဆိုတာရင်ထဲမှာရှိရတယ်ချစ်မွေးလို့မေးနိုင်တာလည်းသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတငယ်ချင်းရဲ့မင်းချစ်ခဲ့ပြီးပဲစိတ်လျှော့လိုက်တော့ကောင်းပါတယ်သူပြောတာလည်းမတွေ့ချိန်နဲ့ချက်ဆုံးမင်းပြောတော့ရယူခြင်းဟာချစ်မဟုတ်ဘူးဆိုဒါဆိုမင်းဝန်နဲ့မနေနဲ့သူရဲ့ပြုံးလို့မြင်ရတော့သူဆိုရမယ့်အတွက်ကောင်းရင်ဒီသူဆိုမကြောက်မကောင်းရင်ဒီကိုပေါင်းခတ်လို့မင်းလုံးပြမလဲမင်းလည်းဝေဆုံးသွားတဲ့သူရောဆိုရနာကကူရှိရတယ်တွေ့တော့ပြောင်းနေတာလည်းသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတငယ်ချင်းရဲ့မင်းပဲစကားပဲရှုံးမရတဲ့